ကျွန်တော်တခုလောက်မေးပြရစီခမန်းတို့သတိထားမိလားအခုနောက်ပိုင်း Manchester United ရဲ့ကစားပုံဟာတခုခုမပြေဆုံးတယ်လို့မျိုးဖြစ်နေတာဟုတ်လေဟုတ်တယ်ဂိုးရီတော့ရနေခြေစွမ်းလည်းမဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဗျာတခုခုပြောင်းနေရဆိုတော့ညင်းလို့မရဘူးအဲ့ဒီပျောက်ဆုံးနေတဲ့အစိပ်ပိုင်းကတခြားသူမဟုတ်ပါဘူး Patrick Dorgu ပါပဲအားလုံးမမိကြအောင်ပါအရာအားလုံးကအာဆင်နယ်ကို3-2နဲ့နိုင်ခဲ့တဲ့ပွဲမှာစတင်ခဲ့တာအဲ့ဒီနေ့ကဒေါ်ဂူးတွေ100ဒီစာမှာအကောင်းဆုံးအချိန်နဲ့အဆိုးဆုံးအချိန်နှစ်ခုလုံးတပြိုင်တည်းကြုံခဲ့ရတဲ့နေ့ပဲသူသွင်းခဲ့တဲ့အဲ့ဒီအဆုံးသက်အလောက်ကိုပြန်မြင်အောင်ကြည့်လိုက်ပါဦးဒါဟာဒီပရီးမီးယားလိရာသီရဲ့အကောင်းဆုံးဂိုးဖြစ်နိုင်မှာတချို့တွေကတော့ဝမ်ဟမ်ဘွဲရဂိုးကိုပြောကြမှာပါဒါပေမဲ့ကျွန်တော်တို့အတွက်တော့ဒေါ်ဂူးရဲ့ဒီဂိုးကကျွန်တော်တို့ရောက်လာပြီလို့ကြေညာလိုက်တဲ့စိန်ခေါ်မှုတစ်ခုပဲဗျဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီအန်အသင့်စရာအခိုက်အတန့်အပြီးခဏလေးပဲသူလဲကျသွားခဲ့သူ့ရဲ့ပေါင်အောင်ကျိုးကျွတ်တာကိုလက်နဲ့ကင်ပြီးမြေပြင်ပေါ်မှာလဲကျနေတဲ့အချိန်ကြီးသူရောကျွန်တော်တို့ပြည်သက်တွေရောသိလိုက်ပါပြီဒါဟာတကယ်တော့အတော်လေးပြင်းထန်သွားပြီဆိုတာကိုပေါ့အဲ့ဒီဇန်နဝါရီနောက်ပိုင်းကစလို့အခုဆိုရင်လရီတောင်ကြာခဲ့ပြီ United က Dorgu မရှိတဲ့ဘောလုံးကစားဟန်ကိုအသားကျအောင်ကစားနေရတယ်နီးပြကတော့ရာသီမကုန်ခင်ပြန်လာနိုင်မယ်လို့သတင်းအသစ်တွေပေးထားပေမဲ့အတိအကျဘယ်နည်းလဲဘယ်ပွဲလဲဆိုတာကိုတော့ဘယ်သူမှမသိသေးဘူးဗျဒါပေမဲ့မကြသေးခင်ကကလပ်ကနေထုတ်ပြန်လိုက်တဲ့သတင်းလေးတွေမှာတော့ကျွန်တော်တို့မျှော်လင့်ချက်ရောင်ကြီးလေးတွေမြင်နေရပြီဒေါ်ဂူရဲ့ပြန်လည်ကျမ်းမာလာရေးခီးစဉ်မှာသူဘလောက်တောင်စူးစမ်းနေလဲဆိုတာဓာတ်ပုံတွေဗီဒီယိုတွေထဲမှာအထင်ရှားပဲအခုသူ character လေ့ကျင့်ရေးကွင်းမှာစီးပွင့်တဲ့သူနေ့တိုင်းလေ့ကျင့်ရေးလုပ်နေတယ်ကြက်ခိုင်မှုတွေအထူးသဖြင့်သူ့ရဲ့ပေါင်နောက်ကျောကျွတ်သားပြန်ကောင်းမှုအပြင်းထန်လုပ်နေတာစိတ်ဝင်စားဖို့ကောင်းတာဗျာလေးဖီအားသုံးလမ်းလျှောက်ဆက်ကိုသုံးနေတာပဲဒါကကိုရဲ့ခဏကိုအလေးချိန်ကိုရှော့ချပြီးပြေးလို့ရတဲ့ပစ္စည်းဆိုတော့ဒဏ်ရာရှိနေတုန်းမှာတော့အရန်ကိုဘေးကင်းကင်းနဲ့လေ့ကျင့်လို့ရတာပေါ့ဒီနေရာမှာမေးစရာရှိရတာငါတို့ကဒိုဂူကိုအဲ့လောက်တော့လိုအပ်နေလားဆိုတာပဲကျွန်တော်အမြင်ကတော့ဟုတ်တယ်အဖြေကရှင်းရှင်းလေးပါအရန်လိုအပ်တာအခု United ရဲ့တိုက်စစ်တိဆောက်ပုံကြည့်ကြည့်ပါအရန်ကျင်းနေတယ်ဆိုလိုတာကကွင်းလေတဲ့ကိုစုပြုံနေတာပေါ့ဘဲတောင်မှန်မှာရှော့လို့ကူညာလို့ရှိပေမဲ့လူရှော့ကအရင်လိုတောင်မန်းနေထပ်တူလိုက်ပါတိုက်စစ်စင်တာမျိုးတွေတိတ်မလုံးနိုင်တော့ဘူးဒါကိုပြိုင်ဘက်တွေကလည်းသိနေပြီကူညာကြတော့တဘာဝအရအတွင်းဘက်ကိုချိုးဝင်နေတဲ့သူရက်လက်ကဘာလို့လဲဆိုတော့ကွင်းထဲမှာကစားကွက်အကျယ်ဝန်းမရှိတော့ဘူးနေရာလွတ်တွေမဖန်နီးနိုင်တော့ဘူးပြိုင်ဘက်တွေကလည်းအလဲကိုပိတ်လိုက်တာနဲ့ United ကိုထိန်းချုပ်နိုင်တော့တာပေါ့ဒါပေမဲ့ဒေါ်ဂူရှင်တော့တမျိုးပြသူကမြန်နှုံးရောအားစိုက်ထုတ်မှုရောကစားသမားကောင်းတယောက်ရဲ့ခန္ဓာကိုယ်ကြက်ခိုင်မှုပါရှိတဲ့သူအခုဆိုရင်သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုကိုပါတိုးတက်လာတာတွေ့ရတယ်အရင်ကတော့ပြေးရပဲသိရအဆုံးသက်မသေးကြဘူးလို့ပြောကြပေမဲ့စီးတီတို့အာဆင်နယ်တို့နဲ့ကစားခဲ့တဲ့ပွဲကိုကြည့်လိုက်ပါသူဟာပြည့်စုံတဲ့ကစားသမားတယောက်ဖြစ်လာနေပြီဒါကြောင့်လည်းသူ့ရဲ့ဒဏ်ရာရသွားတဲ့အချိန်ကအသင်းတွေအရန်ကိုနစ်နာရတာပါကဲအခုတော့သူပြန်လာဖို့ကအစီအစဉ်တိုင်းဖြစ်နေပါပြီရီမဲထားတဲ့ရက်ကတော့ဧပြီလပိုင်းလောက်ပေါ့နိုင်ငံတကာပွဲစဉ်တွေအပြီးပထမအဦးဆုံးပွဲမှာသူပါနိုင်မလားတကယ်တမ်းပြောရရင်တော့ချက်ချင်းလူစင်းနဲ့ပါဖို့ကခက်ခဲအောင်ပါဘာလို့လဲဆိုတော့သူအကောင်းဆုံးခြေသွမ်းပြန်ရဖို့ကပွဲကစားခွင့်အချိန်လိုသေးတယ်နီးပြကလည်းအခုနောက်ပိုင်းဒဏ်ရာတွေနဲ့ပတ်သက်လာရင်အရန်တတိထားလာဒါကြောင့်ကျွန်တော်အမြင်ကတော့ချက်စီပွဲထက်ဆိုင်ဘရန်ဖို့ပွဲမှာပြန်ပါဖို့ကပိုဖြစ်နိုင်ကြီးရှိတယ်ဒေါ်ဂူပြန်လာတာဟာကစားသမားတယောက်ပြန်လာတာတွေမဟုတ်ပါဘူး United ရဲ့ကစားကွက်စနစ်တစ်ခုလုံးပြန်လည်ပြည့်စုံသွားတာပဲသူပြန်လာရင်ချန်ပီယံလိနေရာတွေတိုက်ပွဲဝင်နေတဲ့နောက်ဆုံး9ပွဲမှာကျွန်တော်တို့အသင်းကတဟုန်ထိုးတက်လန်းသွားမှာအသေးချာပဲဗျခမန်းတော့ဘယ်လိုထင်လဲဒေါ်ဂူကိုဘယ်ပွဲမှာပြင်မြင်ခြင်းလဲတစ်ချက်လောက်ကျွန်တော်စဉ်းစားကြည့်ရအောင်ဘောလုံးလောကမှာတစ်ခါတလေကြာရင်ကစားသမားတယောက်ထဲနဲ့တည်းအသင်းတစ်ခုလုံးရဲ့ကစားဟန်ကိုအကြီးအကျယ်ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ် Manchester United အတွက်တော့အဲ့ဒီလူက Patrick Dorgu ဖြစ်လာနိုင်ပါတယ်ဗျအခု United ကပြဿနာတစ်ခုကြုံနေရတယ်အဲ့ဒါကဘာလဲဆိုတော့ကစားပုံခက်မှန်းရလွယ်နေရပဲပြိုင်ဘက်အသင်းတွေက United ဘယ်လိုတိုက်စစ်ဆင်လာမလဲဆိုတာကြိုသိနေကြပြီဘာလို့လဲဆိုတာကြည့်လိုက်ကြရအောင်ဘောလုံးကကွင်းလယ်ကိုရောက်လာတယ်။ကူညာလည်းအတွင်းဘက်ကိုချိုးဝင်မှုပဲကြိုးစားတယ်။လူရှော့ကလည်းအရင်လိုတောင်ပန်ကနေထပ်တူလိုက်ပြီးတိုက်စစ်မစင်နိုင်တော့ဘူး။ရလက်ကပါလဲပြိုင်ဘက်ခံစစ်တွေကအလဲမှာစုပြုံပြီးပိတ်ဆို့ထားလိုက်ရုံ။ဒါကြောင့်လဲ United ရဲ့တိုက်စစ်တွေကရှေ့မတိုးနိုင်ပဲတစ်ဆုနေတာပေါ့။ဒါပေမဲ့ Dorgu ပြန်လာပြီးဆိုတာနဲ့အဲ့ဒီပုံစံခွက်ကြီးတစ်ခုလုံးပြိုကွဲသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ तू ကတောင်ပန်စီးပြီးမှကပ်ပြီးကစားတတ်တယ်။ကစားကွက်ကိုအကျယ်အဝန်းဖြစ်အောင်ဆွဲဆန့်ပေးနိုင်တယ်။အဲ့ဒီကပြိုင်ဘက်ခံစစ်သမားတွေကသူ့နောက်ကိုလိုက်ရတော့မှဆိုတော့အလဲမှာနေရာလွတ်တွေပွင့်လာတာပေါ့။ဒါကရိုးရှင်းတဲ့သဘာဝတရားပါပဲကစားကွက်ကျေပြန့်နေနေရာလွတ်တွေပို့ထွက်လာလေးပါပဲဒါပေမဲ့အခု United မှာအဲ့ဒီအကျယ်အဝန်းမရှိဘူးဖြစ်နေရဗျအခုလူရှော့စီကနေထပ်တူလိုက်ပါလာတဲ့တိုက်စစ်မရှိသလိုကုညာကလည်းအတွင်းမဲဝင်နေတာဒါပေမဲ့ဒေါ်ဂူရှင်တော့အပြင်ဘက်ကနေပြေးထွက်နိုင်မယ်ဖြတ်တင်မောတွေပြီးနိုင်မယ်ဒါကြောင့် United ရဲ့တိုက်စစ်ကအရင်လိုတစ်ဖက်သက်မဟုတ်တော့ပဲဗပေါင်းဆောင်ကနေထိုးနှက်နိုင်တဲ့ပုံစံမျိုးဖြစ်သွားမှာပါအစပိုင်းမှာတော့ဒိုဂူကခွန်အားနဲ့ကစားတဲ့သူထင်ရပေမဲ့နောက်ပိုင်းမှာတော့ဂိုးပန်နေမှုတွေအန်နီရရှိတဲ့ပြေးထွက်မှုတွေပိုကောင်းလာတာအားလုံးသိပဲအာဆင်နယ်ပွဲမှာဂိုးသွင်းတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးသူ့ရဲ့တိုးတက်လာတဲ့အရေးအချင်းကြောင့်ပဲဖြစ်ပါတယ်ဘောလုံးမှာယုံကြည်မှုဆိုတာအရာအလုံးပဲဗျဒဏ်ရာမရခင်မှာဒိုဂူရဲ့ယုံကြည်မှုကအမြင့်ဆုံးကိုရောက်နေတာခန်းစစ်ကစားသမားတွေနဲ့ထိတ်တဲ့ရင်ဆိုင်ရတဲ့စွန့်စားရတဲ့ကစားကွက်တွေလှုပ်ရဲတဲ့ဆုံးဖြတ်ချက်ချတာလည်းအယမ်းမြန်တယ်
ဒါပေမဲ့ဒဏ်ရာကနေပြန်လာတဲ့အခါအဲ့ဒီယုံကြည်မှုကိုပြန်ရဖို့တော့အချိန်တစ်ခုတော့ပေးရအောင်ပါပါပရိသတ်တွေကတော့ပြန်လာတဲ့ချက်ချင်းခြေစွမ်းပြရမယ်လို့မျှော်လင့်ကြမှာပေါ့ဒါပေမဲ့လက်တွေ့မှာတော့မလွယ်သေးဘူးဗျပွဲကစားခွင့်အချိန်မရှိသေးတာတုတ်ပြန်မှုနည်းနည်းကျနေတာတွေရှိနိုင်လို့အစာပိုင်းပွဲစဉ်တွေမှာတော့အနေငယ်ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ရနိုင်ပါတယ်ဒါကကျွန်တော်တို့ပြည်သက်တွေအတွက်စိတ်ရှိရှိနဲ့စောင့်ကြည့်ပေးဖို့လိုပါလိမ့်မယ်ဒိုကူပြန်လာတာဟာပွဲထွက်17ယောက်အတွက်မဟုတ်ပါဘူးလူစားလဲအရန်ကုန်အရေးသွေးကိုပါတက်သွားစေတာပါစဉ်းစားကြည့်ပါဦးပွဲကမိနစ်60ကျော်နေပြီပြိုင်ဘက်ခံစစ်ကစားသမားတွေပင်ပန်းနေတဲ့အချိန်မှာဒိုကူတို့အမြန်ဆုံးရှိရထိတ်တိုက်ရင်ဆိုင်နိုင်တဲ့လူတစ်ယောက်ဝင်လာမယ်ဆိုအဲ့ဒါဟာပွဲအဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့အချက်ပဲပေါ့ဒီရာဒီအပိတ်မှာလီဗာပူးဘရိုက်တန်စတဲ့အရေးကြီးတဲ့ပွဲတွေရှိနေတယ်အဲ့ဒီလိုပွဲတွေမှာအသေးစိတ်အချက်လက်တွေကပဲရလက်ကိုဆုံးဖြတ်သွားတာပါဒေါ်ကူရဲ့တစ်ချက်လေးပြေးထွက်လိုက်တစ်ခါတလေဖြတ်တင်ပေးလိုက်အသင်းအတွက်အဖိုးတန်နဲ့အခိုက်အတန့်တွေဖြစ်လာနိုင်ပါတယ်ကျွန်တော်ခင်ဗျားတို့မေးချင်တာကဒိုကူကဘဲတောင်မှန်ခံစစ်ကစားသမားလားတိုက်စစ်ကစားသမားလားတကယ်တော့ခေတ်သစ်ဘောလုံးမှာနေရာအတိအကျသတ်မှတ်ထားတာမရှိတော့ပါဘူးသူဟာခံစစ်ရောတိုက်စစ်ပါလုံနိုင်တဲ့အသင်းအတွက်လက်နက်ကောင်တစ်ခုဖြစ်နေပါပြီကစားသမားတစ်ယောက်ကမရှိတော့တဲ့အချိန်ကျမှသူ့ရဲ့တန်မို့ပိုတိလာတတ်တယ်ဒေါ်ကူလည်းအဲ့လိုလူစားမျိုးတွေပါသွားပြီဗျသူရှိတော့ကတိတ်တိမထားမိပေမဲ့သူမရှိရော United ရဲ့ကစားပုံဘလောက်ကွာခြားလဲဆိုတာအားလုံးမြင်ကြမှာပါကဲနောက်ဆုံးမေးချင်တာကတော့ဒိုကူပြန်လာတဲ့နေ့မှာ Manchester United ဟာနောက်တစ်ဆင့်ကိုတက်လန်းသွားမလားဒါမှမဟုတ်အရင်လိုပြဿနာတွေထဲမှာပဲဆက်ရှိနေအောင်မလားအခုချိန်မှာ Manchester United ရဲ့ဒီယာဒီခီးစဉ်ကနောက်ဆုံးငန်းကိုရောက်နေပါပြီအမှန်တရားတစ်ခုရှိရဗျဒီလိုဆုံးဖြတ်ပေးရမယ့်အချိန်မျိုးမှာခြေစွမ်းထက်ဆိုင်အဖိုးတန်နဲ့အခိုက်အတန့်လေးတွေကပဲပွဲရလက်ကိုဆုံးဖြတ်ပေးသွားတာပါပြီးတော့အဲ့ဒီလိုဆုံးဖြတ်တဲ့အခိုက်အတန့်တွေကိုဖန်တီးပေးနိုင်တဲ့ကစားသမားတွေကပဲသူရဲကောင်းဖြစ်လာတတ်ကြတာဒိုကူကအဲ့ဒီသူရဲကောင်းဖြစ်လာနိုင်မလားလာမယ့်ပွဲစဉ်တွေကိုတစ်ချက်လောက်ကြည့်အောင် Brentford အိမ်ကွင်းဒီပွဲကဒိုကူတဲ့အကောင်းဆုံးပြန်လာနိုင်မယ့်ပွဲဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်အိမ်ကွင်းရဲ့ပြည်သက်အားပေးမှုရှိမယ်ဖိအားလည်းတိတ်မများသေးဘူးဒီနေရာမှာဒိုကူကိုလူစားလဲကစားသမားအဖြစ်မိနစ်20-30လောက်ထည့်ကစားပြီးပွဲရဲ့အရှိန်ကိုပြတ်ရှာခိုင်းတာအကောင်းဆုံးအနေအကင်းဆုံးနီးလန်းပဲဗျလီဗာပူးပွဲကအိမ်ကွင်းဒါကတော့ဒီယာဒီရဲ့အဆုံးဖြတ်ပွဲပဲလီဗာပူးကအရှိန်အဟုန်ပြင်းနဲ့ဖိကစားတတ်တဲ့အသင်းဒီလိုပွဲမျိုးမှာဒိုကူသာရှိရင် United အတွက်တံမြန်တိုက်စစ်လက်နက်ဖြစ်လာနိုင်ပါတယ်စဉ်းစားကြည့်ပါဦးလီဗာပူးရဲ့ခံစစ်တန်းအမြင့်ကြီးတက်လာချိန်မှာဒိုကူရဲ့မြန်နှုန်းနဲ့ထိုးပေါက်လိုက်မယ်ဆိုရင်တစ်ချက်တည်းနဲ့ဂိုးရသွားနိုင်တဲ့အခွင့်အရေးပေါ့ဒိုကူပြန်လာရင်နီးပြအနေနဲ့ကစားကွက်ပုံစံကိုပြောင်းလဲပစ်နိုင်ပါတယ်တောင်မှန်အကျယ်ဖွင့်ကစားခြင်းဒိုကူကဘဲတောင်မှန်မှာနေရာယူမယ်ကုညာအတွင်းဘက်ကိုချိုးဝင်မယ်ဒါဆိုခမန်းခက်တဲ့တိုက်စစ်မျိုးဖြစ်လာမှာပါတောင်မှန်ခံစစ်နဲ့တိုက်စစ်ပေါင်းဆက်ခြင်းဒိုကူကိုတောင်မှန်တစ်လျှောက်မှာအတက်အဆင်းလှုပ်ခိုင်းမယ်သူ့ရဲ့မြန်နှုန်းနဲ့ဆိုခံစစ်ကတိုက်စစ်ကိုကူးပြောင်းတဲ့နေရာမှာအပြတ်အသတ်တာလွန်သွားပါလိမ့်မယ်ဒေါ်ကူရဲ့နောက်တစ်ဆင့်တက်လန်းမှုကခနာကိုကြောက်ခိုင်မှုမဟုတ်တော့ပါဘူးစုံမြင့်ချက်မှန်မှန်ကန်ကန်ချနိုင်မှုပဲဖြစ်ပါတယ်ဘယ်အချိန်မှာဘောလုံးပေးရမလဲဘယ်အချိန်မှာပြေးရမလဲဆိုတာတေချာသိရင်တော့သူကထိတ်တန်းစစ်ကစားသမားတစ်ယောက်ဖြစ်လာမှာတေချာပါပဲဒိုကူပါဝင်မဲ့အကောင်းဆုံးလူစင်းကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်လိုက်ပါဂိုးသမားတည်ငြိမ်နေမယ်နောက်တန်းချစ်လိမ့်မယ်ကွင်းလင်အားထိန်းချုပ်မယ်ပြီးတော့ဘယ်အချမ်းမှာဒေါ်ကူရဲ့အကျယ်ဝန်းကုညာရဲ့အတွင်းဝင်တိုက်စစ်ဒီလိုဖွဲ့စည်းပုံကဘယ်အချမ်းမှာပြန်မောက်ကတောင်းကနင်းဖြစ်စေပြီးကွင်းလင်မှာထိန်းချုပ်နိုင်တာကညာဘက်အချမ်းမှာတည်ငြိမ်မှုရှိစေမယ်ပြည့်စုံတဲ့ပေါင်းဆက်မှုပဲဗျဒါပေမဲ့အရာအလုံးကစိတ်ကူးတော့မလွယ်ကူဘူးနော်ဒဏ်ရာဟောင်းပြန်ပေါ်မှာပြိတ္တရဲ့ဖိအားတွေနဲ့ပွဲပန်းသွားမှာကိုလည်းသတိထားအောင်ဒါကြောင့်နီးပြအနေနဲ့ဒိုကူကိုစနစ်တကျမိနစ်အပိုင်းလိုက်စီမံခန့်ခွဲဖို့လိုပါတယ်ဒိုကူပြန်လာတာဟာနီးစနစ်တွေမဟုတ်ပဲအသင်းသားတွေရဲ့စိတ်ဓာတ်ကိုပါပြောင်းလဲစေပါတယ်ငါတို့မှာနောက်ထပ်ရွေးချယ်စရာလက်နက်တစ်ခုတိုးလာပြီဆိုတဲ့ခံစားချက်ကစားသမားတွေရဲ့ယုံကြည်မှုတက်စေပြီးတီထွင်ဖန်တီးနိုင်စွမ်းကိုလည်းပိုကောင်းလာစေမှာပါကဲဒီလိုမျိုးလေးစိတ်ကူးယဉ်ကြည့်လိုက်အောင်ဒီယာတီရဲ့နောက်ဆုံးပွဲစဉ်မှာရလက်ကတကိုးစီတရေကျနေရပွဲရလဲ85မိနစ်ကိုရောက်နေပြီဘောလုံးကလည်းဘယ်ဘက်ချမ်းဒေါ်ကူးစီကိုရောက်သွားတယ်သူကတစ်ချက်ထိပြီးဝစ်လဲပြေးထွက်လိုက်တာပြိုင်ပွဲရဲ့နောက်ခံလူကြံခဲ့ပြီပြီးတော့ဂိုးရှိကိုအပိုင်ဖြတ်တင်ပေးလိုက်တယ်။ Old Trafford ရဲ့ကွင်းကြီးတစ်ခုလုံးပောက်ကွဲထွက်သွားပြီးပရိသတ်တွေရောအသင်းသားတွေရောမထိန်နိုင်အောင်ပွဲခံနေကြပြီ။အဲ့ဒီအချိန်မှာသူရဲကောင်းကဘာတူလဲ။ Patrick ဒိုကူပါပဲ။ဒါဟာစိတ်ကူးရင်တက်တက်လားဒါမှမဟုတ်မကြခင်ဖြစ်လာတော့မယ်လက်တွေလား။ခမန်းတို့ဘယ်လိုထင်လဲ။ဒိုကူပြန်လာရင် United ကတကယ်ပဲနောက်တစ်ဆင့်ကိုတက်သွားမှာလား။ခမန်းတို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့အောင်နော်။ဒီဗီဒီယိုကြိုက်နေတဲ့ရင်တော့ like ပေးဖို့နဲ့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်။ဘောလုံးဆိုတာဇလန်းတစ်ပုတ်ပါပဲဒါပေမဲ့သူရဲကောင်းတွေကတော့အချိန်မှန်မှပေါ်လာတတ်တာမျိုးပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် support လုပ်ပေးခြင်းတော့ VPN လေးခံပြီးကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲ good luck ပါခင်ဗျာ